အင်္ဂလိပ်စကားပြောတဲ့အခါပြောချင်တဲ့စကားလုံးတွေခဏခဏမေ့တတ်လားစိတ်မပူပါနဲ့ဒါဟာတင်တယောက်တည်းဖြစ်နေတာမဟုတ်ပါဘူးအင်္ဂလိပ်စကားပြောလေ့လာနေတဲ့လူအများစုမှာဒီလိုအခက်အခဲရှိပါတယ်ဒီဗီဒီယိုလေးမှာအင်္ဂလိပ်စကားပြောတဲ့အခါစကားလုံးတွေကိုကောင်းကောင်းမှတ်မိစေဖို့အတွက်အလွယ်ဆုံးနည်းလမ်း10ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကဲစလိုက်ကြရအောင်နံပါတ်1အင်္ဂလိပ်လိုပဲတွေးပါ Think in Englishလူအများစုလုပ်လို့ရှိတဲ့မြန်မာလိုကနေအင်္ဂလိပ်လိုဘာသာပြန်တဲ့အကျင့်ကိုဖျောက်ရပါမယ်မြန်မာလိုအရင်တွေးရင်အုံနောက်ကစကားလုံးရှာဖို့အချိန်ပိုကြာတတ်ပါတယ်အင်္ဂလိပ်လိုတိုက်ရိုက်တွေးမယ်ဆိုရင်စကားလုံးတွေကအလိုလိုထွက်လာပါလိမ့်မယ်ဥပမာနေရောင်ကိုမြင်ရင် the sun is bright လို့စိတ်ထဲကနေအင်္ဂလိပ်လိုပဲစတင်တွေးကြည့်ပါနံပါတ်2ရိုးရှင်းတဲ့စကားလုံးတွေကိုသုံးပါ use simple wordsခက်ခဲတဲ့စကားလုံးတစ်လုံးကိုမေ့သွားရင်စကားပြောကိုရပ်မပစ်လိုက်ပါနဲ့အဲ့ဒီအစားလွယ်ကူတဲ့စကားလုံးနဲ့အစားထိုးပြောလိုက်ပါဥပမာ delicious ဆိုတဲ့စကားလုံးကိုမေ့သွားရင် very tasty လို့ပြောလို့ရတယ်လို့ huge ကိုမေ့သွားရင် very big လို့ပြောလိုက်ပါဒါကသင်ပြောနေတဲ့အကြောင်းအရာကိုယုံကြည်မှုရှိရှိဆက်ပြောနိုင်အောင်ကူညီပေးပါလိမ့်မယ်နံပါတ်3နေ့တိုင်းအင်္ဂလိပ်လိုပြောပါ speak English every dayအင်္ဂလိပ်စကားလုံးတွေကိုမှတ်မိဖို့အကောင်းဆုံးနည်းလမ်းကတော့အသုံးချဖို့ပဲဖြစ်ပါတယ်။တငယ်ချင်းနဲ့ပြောပါဒါမှမဟုတ်ကိုယ့်ဘာသာကိုပြန်ပြောပါမှန်ရှိမှရပ်ပြီး2မိနစ်လောက်အင်္ဂလိပ်လိုပြောကြည့်ပါဒီနေ့ဘာတွေလုပ်ခဲ့လဲဆိုတာမျိုးကိုဖြည်းဖြည်းချင်းနဲ့ရှင်းရှင်းလင်းလင်းပြောကြည့်ပါနံပါတ်4စာကြောင်းလိုက်မှတ်ပါ learn words in sentences စကားလုံးတစ်လုံးချင်းစီကိုပဲမကြက်ပါနဲ့အဲ့ဒီစကားလုံးကိုစာကြောင်းထဲမှာဘယ်လိုသုံးသလဲဆိုတာကိုပါတွဲမှတ်ထားပါဥပမာ beautiful ဆိုတဲ့စကားလုံးကိုပဲမမှတ်ဖဲ the sky is beautiful today ဆိုတဲ့စာကြောင်းမျိုးနဲ့တွဲမှတ်ထားရင်စကားပြောတဲ့အခါပိုလွယ်ကူလာပါလိမ့်မယ်နံပါတ်5မှတ်စုကပ်ပြားများသုံးပါ use flashcards flashcards တွေကစကားလုံးအသစ်တွေကိုမှတ်မိဖို့အများကြီးအထောက်အကူပြုပါတယ်ကပ်ပြားရဲ့တစ်ဖက်မှာအင်္ဂလိပ်စာလုံးနောက်တစ်ဖက်မှာသူ့ရဲ့ meaning အတိတ်ပဲဒါမှမဟုတ်ပုံလေးတွေကိုဆွဲထားပါတနေ့ကို9မိနစ်လောက်ပဲကြည့်ပေးရင်တော့စကားလုံးအသစ်တွေကိုမြန်မြန်မှတ်မိစေပါတယ်နံပါတ်6အင်္ဂလိပ်စကားများများနားထောင်ပါ practice listening English podcast တွေ English သတင်းတွေ vlog တွေနားထောင်တာကသိအောင်နောက်ကိုစကားလုံးတွေမှတ်မိအောင်လေ့ကျင့်ပေးရာရောက်ပါတယ်အင်္ဂလိပ်စကားလုံးတွေကိုထပ်ခါတလဲလဲကြားရတဲ့အခါသင်အင်္ဂလိပ်လိုပြန်ပြောတဲ့အခါမှာလည်းအဲ့ဒီစကားလုံးတွေကိုအလိုလိုမှတ်မိနေတာကိုသင်တွေ့ရပါလိမ့်မယ်နံပါတ်9စကားလုံးအသစ်ကိုခဏခဏထည့်ပြောပါ repeat and use new words စကားလုံးအသစ်တစ်ခုကိုသိလိုက်ရင်အတန်ထွက်ပြီး9ချိန်လောက်ရွတ်ကြည့်ပါပြီးရင်သင်စကားပြောတဲ့အခါမှာခဏခဏထည့်သုံးကြည့်ပါဒါမှသင်အောင်နောက်ကအဲ့ဒီစကားလုံးကိုတည်တည်ချာချာမှတ်မိသွားမှာပါနံပါတ်10စိတ်အေးအေးထားပါ stay calm စကားပြောနေရင်စကားလုံးတစ်လုံးကိုမေ့သွားတဲ့အခါရုတ်တရက်လန့်သွားတာမျိုးမဖြစ်ဘဲတခြားနည်းလမ်းနဲ့ရှင်းပြဖို့စူးစမ်းကြည့်ပါဥပမာ umbrella ဆိုတဲ့စကားလုံးကိုမေ့သွားရင် I forgot the word but it's the thing used for rain protection မိုးရွာတဲ့အခါသုံးတဲ့အရာလို့ရှင်းကြရင်လည်းတစ်ဖက်လူကနားလည်ပါတယ်အဓိကကတော့အပြန်အလှန်နားလည်ဖို့ပါပဲနံပါတ်9အင်္ဂလိပ်လိုစာရေးတာလေ့ကျင့်ပါ write more စာရေးခြင်းကစကားလုံးတွေကိုပို့ပြီးဆွဲမြဲစေပါတယ်တနေ့ကိုစာကြောင်းတစ်ကြောင်းလောက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ခန်းစားချက်ဒါမှမဟုတ်အစီအစဉ်တွေကိုချရေးကြည့်ပါဒီလိုလေ့ကျင့်ခြင်းဟာသင်အင်္ဂလိပ်စကားပြောတဲ့အခါသင်အောင်နောက်ကအင်္ဂလိပ်စကားလုံးတွေရှာတဲ့လှုပ်ဆောင်မှုလှုပ်ဆောင်ရမှာပိုမြန်စေပါတယ်နောက်ဆုံးချက်ကတော့ရုပ်ပုံတွေနဲ့တွဲမှတ်တာပဲဖြစ်ပါတယ် connect words with images သင်အောင်နောက်ကစကားလုံးတွေတဲ့ရုပ်ပုံတွေကိုပုံမှတ်မိပါတယ်အရာဝတ္ထုတစ်ခုကိုမြင်ရင်အင်္ဂလိပ်လိုဘယ်လိုခေါ်တယ်လဲဆိုတာကိုတန်းတွေးပါပန်းသီးကိုမြင်ရင် apple ထိုင်ကုန်ကိုမြင်ရင် chair စသဖြင့်ပုံရိပ်တွေနဲ့နာမည်ကိုတွဲမှတ်ထားပါအခုပြောပြသွားတာကတော့အင်္ဂလိပ်စကားပြောတဲ့အခါစကားလုံးတွေမေ့မသွားအောင်ကူညီပေးနိုင်မဲ့လွယ်ကူတဲ့နည်းလမ်း10ခုပဲဖြစ်ပါတယ်ဒီနည်းလမ်းတွေအတိုင်းလေ့ကျင့်သွားမယ်ဆိုရင်သင်ရဲ့အင်္ဂလိပ်စကားလုံးတွေမှတ်နိုင်စွမ်းတိုးတက်လာမှာသိကြပါရဲ့အခုပြောပြသွားတဲ့နည်းလမ်းတွေတဲကဘယ်နည်းလမ်းကိုအကြိုက်ဆုံးလဲဆိုတာကို comment မှာရေးပေးခဲ့ပါဦးဒီဗီဒီယိုလေးကသင်အင်္ဂလိပ်စကားပြောလေ့လာတာကိုအထောက်အကူပြုတယ်ဆိုရင် Happy English Channel ကို subscribe လုပ်ထားလိုက်ပါဦးနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် Bye bye